ကာတသမရံမြန်မာစာရေးသင်ခန်းစာမှာပါတဲ့အဆိုဆွေးနွေးမှာတော့အဆိုဆွေးနွေးဆိုဒီမှာအဆိုတရားကိုထောက်ခံသည့်ဘက်ကဖြစ်စေကန့်ကွက်သည့်ဘက်ကဖြစ်စေမိမိယက်တီချက်မိမိအတွေ့ခေါ်ယူစာကိုဖော်ထုတ်တင်ပြရေးသားခြင်းဖြစ်သည်လို့ဖော်ပြထားပြီးအဆိုဆွေးနွေးရေးသားတာကကြွကြောင်ပြစာစီစာကုံရေးသားတာဖွင့်ဆိုရှင်းပြစာစီစာကုံရေးသားတာနဲ့နည်းနည်းဆင်တယ်လို့ဆိုထားပါတယ်ဒီနေရာမှာကြွကြောင်ပြနဲ့ဖွင့်ဆိုရှင်းပြဆိုတဲ့စာရေးစာစီစာကုံကြောင့်ကိုလေ့လာခြင်းတော့9မိနစ်မြန်မာစာ channel မှာတင်ထားတဲ့ဟဘကာစီလွယ်လေးဆိုတဲ့ဒီဗီဒီယိုလေးမှာဝင်ရောက်လေ့လာနိုင်တဲ့အကြောင်းညွှန်ဆိုပြရစီဆိုတော့အဆိုဆွေးနွေးရေးသားရာမှာပေးထားတဲ့အဆိုကိုထောက်ခံတာပဲဖြစ်ဖြစ်ကန့်ကွက်တာပဲဖြစ်ဖြစ်ကိုယ့်ရည်တည်ချက်ကိုကျိုးနဲ့ကြောင်းနဲ့ရှင်းပြရတာမျိုးတခါတခါလဲစူမှာပါတဲ့အကြောင်းအရာကိုဖွင့်ဆိုရှင်းပြရတာမျိုးကြောင့်အဆိုဆွေးနွေးရေးသားတာဟာကျိုးကြောင်းပြနဲ့ဖွင့်ဆိုရှင်းပြစာရေးစာကုန်းတွေနဲ့သဘောတဘာဝအများကြီးကွာမနေပဲတင်ပြပုံသားနည်းနည်းကွာခြားတယ်လို့ဆိုရမှာပါပုံစံသစ်မြန်မာစာမေကွန်နံပါတ်6မှာအဆိုဆွေးနွေးမေကွန်ထည့်သွင်းတိစောက်ထားပုံနဲ့ပတ်သက်ပြီးဆရာကြီးဒေါက်တာအောင်မြင့်ဦးကခုလိုဆိုထားပါတယ်အဆိုဆွေးနွေးရေးသားဟာမြန်မာစာရေးသားမှာအကျွမ်းတဝင်မရှိသေးပေမဲ့အင်္ဂလိပ်စာရေးသားမှာတော့ထင်ရှားတဲ့ရေးသားမျိုးဖြစ်ပါတယ်တဲ့အင်္ဂလိပ်စာမှာ for and against ဒါမှမဟုတ် for or against essay နဲ့ argumentative essay တွေဟာအဆိုဆွေးနွေးရေးသားတွေဖြစ်ပါတယ်တဲ့အဲ့ဒီမှာပြီးထားတဲ့အကြောင်းအရာတရရဲ့အကောင့်ဆိုကျုပ်ပြစ်ကိုဖော်ပြပြီးကိုယ့်ရဲ့ယက်တီချက်သဘောထားကိုတင်ပြတဲ့ရေးသားမျိုးဖြစ်လို့စီမင်းစည်းကမ်းသတ်မှတ်ချက်တွေလည်းရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့မြန်မာစာရေးသားအတွက်သုံးမဲ့အဆိုဆွေးနွေးကတော့ရှေ့မှာပြောခဲ့တဲ့ essay တွေကိုထပ်တူထပ်များသုံးဖို့ရည်ရွယ်ထားတာမဟုတ်ပဲအကြောင်းသားအကြောင်းသူတွေကိုလွတ်လွတ်လပ်လပ်တွေးခေါ်စေပြီးမြန်မာစာကိုပိုင်ရေးသားနဲ့ကိုယ်တိုင်ကိုယ်ကျရေးသားနိုင်ရေးကိုအားပေးဖို့ရည်ရွယ်ထားတာဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်မြန်မာစာမှာအဆိုဆွေးနွေးရေးသားစီတာရဲ့သဘောဟာအမှားမှန်ဆုံးဖြတ်တာမျိုးမဟုတ်ပဲကိုယ့်ရဲ့တွေးခေါ်ကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့ယက်တီချက်တွေကိုခိုင်ခိုင်မာမာဖော်ပြဖို့ပဲဖြစ်လို့အသင်ရေးထားတာတွေကိုအလွတ်ကျမှတ်ဖို့တဲ့သင်ယူတဲ့အခါအဆိုကောင်းစဉ်မျိုးမျိုးကိုပြောဆိုဆွေးနွေးစေပြီးကိုယ့်ယက်တီတဲ့ဘက်ကိုရေးသားတဲ့လေ့ကျင့်ကိုများများပြုလုပ်ရပါမယ်လို့လည်းဆရာကြီးဒေါက်တာအောင်မြင့်ကလမ်းညွှန်ထားပါတယ်ရှင်